ကုသိုလ်လုပ်ဖို့လွယ်ပေမဲ့အကုသိုလ်အကျိုးကြတော့အမတမကြောက်စရာကောင်းတော့အကုသိုလ်ကအကျိုးပေးတဲ့ဒုက္ခဘယ်သူမှမခံနိုင်ဘူးခံနိုင်တာကကုသိုလ်ကအကျိုးပေးတဲ့ဒုက္ခကိုပဲခံနိုင်တယ်ဒါပေမဲ့ဒုက္ခရခြင်းလို့ကုသိုလ်လုပ်ရမလားလို့ဆိုတော့ကုသိုလ်ကြတော့လုပ်ရခက်ပြန်ရောအကုသိုလ်လုပ်တာကပုံများတယ်ကုသိုလ်လုပ်တာနည်းလာတဲ့အခါကျတော့လိုချင်တဲ့ဒုက္ခမရပဲနဲ့မလိုချင်တဲ့ဒုက္ခတွေနဲ့ပဲဒုက္ခရောက်ပြီးတော့တဏှာထဲမှာတဝဲလဲလဲဒီလိုဖြစ်နေကြတာဒါကြောင့်မို့လို့မြတ်စွာဘုရားသာသနာနဲ့ကြုံပြီးတော့သိတတ်တဲ့အသိဉာဏ်ရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာကောင်းအောင်ပြင်ဖို့မမေ့တယ်ဘူးတဲ့ကောင်းအောင်ပြင်ဖို့အတွက်ဘာလုပ်ရမှာတော့ဆိုစဉ်းစားဆင်ခြင်မှုရှိရအလေးထား၍စဉ်းစားဆင်ခြင်ကောင်းအောင်ပြင်ဖို့အတွက်စဉ်းစားတယ်ဆင်ခြင်တယ်ဆိုတာအမှတ်တမဲ့မနေရဘူးဆင်ခြင်စဉ်းစားတယ်ဆိုတာအခုတရားပွဲလာတာကိုတို့ဘာလို့တရားနာတာလဲအမှတ်တမဲ့မနေရဘူးစဉ်းစားအဖို့ကောင်းလို့လိုက်လာတာလားဘာဖြစ်လို့တရားပွဲလာတာလဲကိုယ့်ကိုအလေးနဲ့ဆင်ခြင်စဉ်းစားဖို့လိုအပ်တယ်ပေါ့ဆင်ခြင်စဉ်းစားလိုက်လို့ရှိရင်အဖြေတော့တွေ့လာမှာပဲဒီကနေ့ရောက်ပြီးတရားနာနေကြတဲ့တရားနာပရိသတ်တွေကိုဒီမေးခွန်းမေးလိုက်ပဲဘာလို့တရားပွဲလာတာတော့ဆိုလို့ရှိရင်နော်အဖြေတူတွေရှိနိုင်တော်လဲပဲမတူညီတဲ့အတွေးတွေတော့ရှိမှသိကြတယ်ပေါ့ချုပ်ကိုပြောရင်တော့နိဗ္ဗာန်ရခြင်းလို့လာတယ်လို့သာပြောပါအဲ့တော့နိဗ္ဗာန်ဆိုတာသိလားလို့ဆိုတော့နိဗ္ဗာန်ဆိုတာမသိဘူးနော်သူတကာပြောတဲ့နိဗ္ဗာန်ဒါဖြင့်ရခြင်းနေတာဘာလို့ရခြင်းနေတာတော့မေးရင်လည်းပဲစစ်ပေါက်မေးလို့ရှိရင်မဖြစ်နိုင်တဲ့ပုဂ္ဂိုလ်ကရာခွဲနှုံးများလိုက်တယ်အေးလေးလာထားလို့ဆင်ញင်သုံးသက်ထားလို့ဖြစ်နိုင်တဲ့ပုဂ္ဂိုလ်လည်းရှိနိုင်တယ်ပေါ့ကောင်းပြီဒါကြောင့်မလို့ဘဝဆိုတာရလာတဲ့အခါမှာမဆင်ញင်မစဉ်းစားပဲနဲ့ဘာမှမလုပ်သင့်ဘူးတဲ့ဆင်ញင်စဉ်းစားပြီးတော့လုပ်သင့်တယ်တို့တရားပွဲလာတာဟာမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေကိုနှလုံးသိတရားဟောဓမ္မဂရိကတွေစီကကြားနာရမယ်ကြားနာရလို့ရှိရင်တို့မှအသိဉာဏ်တွေတိုးမယ်အဲ့ဒီတိုးလာတဲ့အသိဉာဏ်နဲ့တို့ဘဝခရီးကိုမှန်မှန်ကန်ကန်ရှောင်နိုင်အောင်တို့ကြိုးစားမယ်ဆိုရင်ဒီရွယ်ချက်နဲ့တရားနာလာအဲ့ဒီရွယ်ချက်နဲ့တရားနာမှတရားပွဲကရတဲ့အမြတ်ဆိုတာဖြစ်နိုင်အဲ့လိုမဟုတ်ရင်အချိန်ကုန်ပြီးတော့တရားပွဲမှာလာပြီးတရားနာပြီးပြန်သွားတော့ဘာမှမကြံတဲ့ဟာမျိုးဖြစ်တတ်တယ်ကိုယ်ဘဝအတွက်သင်္ကန်းစာရတာချင်းတဦးနဲ့တဦးမတူဘူးသင်္ကန်းစာယူတတ်ပုံချင်းလည်းမတူဘူးစကားလုံးတစ်လုံးနဲ့ပတ်သက်ပြီးတော့အတွေးအမြင်ချင်းလည်းမတူဘူးပေါ့ဘုန်းကြီးတို့ဇေယဒုက္ခလမ်းမှာမဟာသတိပဋ္ဌာန်တော့အနှစ်ချုပ်ဆိုတာ9ရက်ဟောတယ်အဲ့ဒီ9ရက်ဟောတဲ့ထဲကစကလုံးတစ်လုံးကသူ့ဘဝကိုပြောင်းလဲသွားစေတဲ့ပုဂ္ဂိုလ်တရားရှိခဲ့တယ်တစ်လုံးနဲ့ပဲဒီပြင်တရားတွေကပြောင်းမပြောင်းတော့မသိဘူးဒါသူလျှောက်လို့သိတာသူ့ဘဝဘလို့ပြောင်းသွားလဲကောင်းတာကိုရချင်ရင်တော့တခုတော့လဲလွတ်ရတခုကိုမလွတ်ဖက်နဲ့နောက်တစ်ခုရတယ်ဆိုအောင်ဖြစ်နိုင်ဘူးဟိုဘက်ကန်းရောက်ချင်ဒီဘက်ကန်းကခွာရမယ်အဲ့ဒီလိုတရားထဲမှာဟိုဘက်ကန်းရောက်ချင်ဒီဘက်ကန်းကခွာရတယ်တန်တရားဝုကလွတ်ချင်တယ်နိဗ္ဗာန်ရောက်ချင်တယ်ဆိုရင်ဒီဘက်ကန်းခွာရစွန့်လို့ရမစွန့်လို့ရင်မရဘူးဆိုတာအဲ့တော့သူနားထဲမှာဘာဆွဲသွားတော့ဆိုဟိုဘက်ကန်းရောက်ချင်ဒီဘက်ကန်းကခွာရမယ်ဆိုတာသဘောပေါက်လို့ငါနိဗ္ဗာန်ရချင်တယ်ဆိုတာဒီတိုင်းထိုင်ဆူတောင်းနေလို့မဖြစ်ဘူးဒီဘက်ကန်းကခွာမှပဲဆိုပြီးတော့ဘုန်းကြီးဝတ်သွားတယ်ဟောအဲ့ဒါတကယ်ရန်ကုန်မှာဆိုလိုတာကဘာပြောချင်တာတော့ဆိုစကလုံးလေးတစ်ခုချုပ်ပုဂ္ဂိုလ်တွေအတွက်တွန်းအားတစ်ခုရ
ချို့ပုဂ္ဂိုလ်တွေအတွက်တော့စကလုံးထောင်တောင်းသိမ့်ချီပေမဲ့လို့တွန်းအားပါမှမဖြစ်တာလည်းရှိတယ်ဒါကြောင့်မလို့ကိုယ့်အတွက်မှာအသုံးဝင်တဲ့စကလုံးလေးတစ်ခုရှိရမယ်အဲဒီလိုစကလုံးတစ်လုံးမျိုးကနေပြီးတော့အမှန်ဘက်ကိုဥတည်ပြီးတော့ရောက်ရှိသွားစာပေကျမ်းဂန်ထဲမှာဘာပြောတော့ဆိုလို့ရှိရင်လူတွေရဲ့စိတ်ဟာမကောင်းဘက်ကိုသွားတာများတယ်မကောင်းဘက်သွားတဲ့စိတ်ကိုကောင်းတဲ့ဘက်ကိုဆွဲဖို့အတွက်ဟာတခါတလေကျတော့လွယ်လွယ်နဲ့မလိုက်ဘူးနော်လွယ်လွယ်လည်းမလိုက်ဘူးအဲ့တော့လွယ်လွယ်နဲ့မလိုက်တဲ့အခါမှာဘာလုပ်ရတော့အလုံးသိကြပါလိမ့်မယ်စင်တွေကိုထိန်းတဲ့လက်နဲ့ကရိယာတစ်ခုကိုချွန်းလို့ခေါ်တယ်နော်အမှန်တမ်းထက်တယ်စင်ဥဒကြီးကင်တဲ့ချွန်းအကောက်ကလေးလှုပ်ထားပြီးတော့အမှန်တမ်းထက်တယ်မုံရိုးနေတဲ့စင်တောင်အဲ့ဒီချွန်းလေးနဲ့ထိန်းလို့ရတယ်နာပြီးအမှန်တမ်းနာတဲ့နေရွယ်ကြားတဲ့ကိုအဲ့ချွန်းနဲ့စိုက်ထားပြီးတော့စင်ကိုထိန်းထားလိုက်ရင်ဒီစင်ကြီးဟာသူခိုင်းတာအကုန်လုံးရတော့တာအတန်ကုန်អော်တော့တာပဲအဲ့ဒါနော်လူနဲ့ဆင်နဲ့ဆိုလို့ရှိရင်အင်အားချင်းဟာဘာမှမဆိုင်ဆင်ရဲ့အင်အားအမတန်မှကြီးတယ်ဒါပေမဲ့လို့ဆိုးတဲ့ဆင်ဖြစ်ဖြစ်လူကခေါင်းမော်ရောက်သွားပြီးအဲ့ဒီချွန်းကင်ထားပြီဆိုလို့ရှိရင်နဗျက်နောက်ကိုနဗျက်ကြားထဲမှာချွန်းလေးနဲ့ဆွဲထားလိုက်လို့ရှိရင်ဒီဆင်ဟာကုန်းអော်တော့တာဘာမှမတတ်နိုင်တော့နွားကြတော့နှစ်ဖားကြိုးထိုးတာပေါ့နော်နိုင်ပေါက်တွေကနေကင်အဲ့မှာစားပေမှာဘယ်လိုသုံးလို့ဆိုရင်အဲ့ဒီချွန်းကိုအင်ကုသလို့ခေါ်တယ်လူတွေရဲ့စိတ်ဟာလည်းပဲတစ်ခါတစ်ခါဆင်ရိုင်းလို့ပဲအမတန်မှရိုင်းတယ်ဆင်မုံယိုသလိုလူတွေကလည်းပဲမုံယိုတတ်တယ်လောဘကလည်းမုံယိုတာပဲဒေါသကလည်းမုံယိုတာပဲလောဘမုံယိုလို့ခိုးမှုတွေတိုက်မှုတွေဖြစ်တယ်ရာဇဝမှုတွေဖြစ်တယ်ဒေါသမုံယုံလို့လူသတ်မှုတွေဖြစ်တယ်နော်အဲ့ဒါလို့လောဘဒေါသမုံယိုလာတဲ့အခါမှာထိမ့်ချုပ်ရမယ်စကလုံးသုံးတဲ့အခါမှာအကြောင်းအရာတစ်ခုကိုချွန်းတဲ့ဖွဲ့အသုံးပြု၍အင်ကုတံကတ္တဝါဆိုတဲ့စကလုံးလေးသုံးချွန်းတော့တာအတွေးလေးနဲ့ကိုယ်စိတ်ကိုနိုင်အောင်အကြောင်းအရာတစ်ခုကိုဆင်ញင်သုံးသပ်ပြီးတော့အဲ့ဒီဆင်ញင်သုံးသပ်မှုကိုပဲဆင်ကိုချုပ်ကင်တဲ့ချွန်းလို့အသုံးချပြီးတော့ကိုယ့်ကိုယ်နိုင်အောင်ကင်တာလို့ဒီလိုပြောတယ်အဲ့ဒါလို့နိုင်အောင်ကင်သွားနိုင်တဲ့ပုဂ္ဂိုလ်တွေဟာတရားထုတရားမြတ်တွေရပြီးတော့တဏှာဝကလွတ်သွားတာလေအဲ့ဒါလို့မကင်နိုင်သေးလို့ရှိရင်တရားထုတရားမြတ်ရဖို့ဆိုတာအမှန်တမ်းခဲရင်နေတယ်ပေါ့ဒီဘဝမရရင်နောက်ဘဝရမယ်ဆိုတာမျော်လင့်နိုင်တော့လည်းပဲသိကြဖို့အမှန်တန်ခက်တယ်ပေါ့မသိကြဖို့ရတယ်များတယ်ရခိုင်တော့သိကြဖို့ဆိုတာအမှန်တန်ခဲနေဘာဖြစ်လို့တော့ဆို950ဇလန်းနေဖတ်ကြည့်လိုက်ဖះလောင်းကြီးတွေတောင်မှပဲငရဲကိုချိန်ချိန်ကြတယ်တိရစ္ဆာန်ချိန်ချိန်ဖြစ်တယ်စိတ်ကိုပိုင်နိုင်ပြီးတော့ပါရမီဖြစ်ခြင်းနဲ့ဘုရားအလောင်းကြီးတွေတောင်မှပဲအပေပုံကိုရောက်သွားသေးတာပဲအဲ့တော့အပေပုံရောက်တယ်ဆိုတာဘာကြောင့်ရောက်တာတော့ဆိုစိတ်မနိုင်လို့ရောက်တာလေကြီးပဲကောစိတ်ထဲမှာမစင်ကြယ်တဲ့လောဘတွေဒေါသတွေမောဟတွေမာမနာတွေအိတ်တမစ္စရိယတွေအဲ့ဒါတွေကြောင့်အပေရောက်တာစိတ်ထဲမှာဖြစ်တဲ့အညစ်အကြေးတွေကိုတန်ရှင်းအောင်မလုပ်နိုင်လို့အပေရောက်တာအဲ့ဒါကြောင့်မို့လို့ကိုယ်စိတ်ကိုစိတ်ဆင်ရိုင်းကိုပညာတည်းဟူသောချွန်းနဲ့အုပ်တယ်လို့ညမစာပေတွေမှာရေးရရှိတယ်အသိပညာနဲ့ဆင်ញင်စဉ်းစားပြီးတော့ကိုယ်စိတ်ကိုကောင်းတဲ့ဘက်ကိုရောက်အောင်လက်မှတ်မော်တင်ပေးရမယ်ဒါကိုပြောတာနော်ကောင်းအောင်ပြင်ရမယ်ဒီချက်အခုလို့သာသနာနဲ့တွေးလိုက်တဲ့အချိန်လေးမှာကောင်းအောင်မပြင်လိုက်နိုင်ဘူးဆိုလို့ရှိရင်နောင်ဒီလိုအသိဉာဏ်ရဖို့ဆိုတာခဲရင်သွားပြီ
များကြီးခဲရင်သွားပြီရလာလိမ့်မယ်လို့တော့မထင်လေနဲ့လူတွေရဲ့စိတ်ကိုဘာကလွှမ်းမိုးထားတော့ဆိုပတ်ဝန်းကျင်ကလွှမ်းမိုးထားတာနော်အခုကပတ်ဝန်းကျင်ခေါင်းမှာလူလာဖြစ်သည့်အတွက်ကြောင့်ဒီအသိဉာဏ်တွေရပတ်ဝန်းကျင်ဆိုဒီမှာဥပနိဒေယပစ္စယော24ပစ္စည်းတွေမှာဥပနိဒေယပစ္စယောဥပနိဒေယဆိုတာအာကြီးတဲ့အကြောင်းတရားလို့ပြောတယ်အင်မတန်မှအားကောင်းတဲ့အကြောင်းတရားကြောင့်ဘုန်းကြီးတို့တွေကမှန်မှန်ကန်ကန်စဉ်းစားတတ်လာကြတယ်အဲ့ဒီစဉ်းစားတတ်လာတာလေးတွေကိုခိုင်မာမှုရှိအောင်ဒီဘဝမှာမကြိုးစားပဲနဲ့အမှတ်တမဲ့နေလိုက်ကြမယ်ဆိုလို့ရှိရင်သူ့ဘာသူခိုင်မာလာမှာမဟုတ်ဘူးရင့်တန်လာမှာလည်းမဟုတ်ဘူးမကြခင်လေးပဲပျောက်သွားနိုင်တယ်ဒီအသည့်လေးတွေပျောက်သွားနိုင်တယ်ဒါကြောင့်မလို့ကြိုးစားအထောက်ရမယ်ဆိုတာတတိထားဖို့လိုအပ်တယ်ပေါ့ဒါမို့စဉ်းစားဆင်ခြင်ကောင်းအောင်ပြင်ဖို့ရအတွက်စဉ်းစားရမစဉ်းစားပဲမနေရအလေးထား၍စဉ်းစားဆင်ခြင်ဆိုဘာအလေးထားကောင်းအောင်ပြင်ဖို့အတွက်ဘုန်းကြီးတို့တွေမှာအလေးထားเสีย3မျိုးမှတ်ထားမြတ်စွာဘုရားဟောတာအလေးထားဖို့ရအတွက်3မျိုးဘာကိုလေးထားတာတော့ဆိုနံပါတ်1ကိုယ့်ကိုအလေးထားတာတစ်ခုကိုယ့်အလေးထားပြီးတော့စဉ်းစားဆင်ခြင်ရမယ်နံပါတ်2ကကိုယ့်ပတ်ဝန်းကျင်လောကကြီးကိုအလေးထားပြီးတော့ဆင်ခြင်တိုင်းရမယ်နံပါတ်3ကတရားဓမ္မကိုအလေးထားပြီးတော့ဆင်ခြင်သုံးသပ်တိုင်းရမယ်ကိုယ့်အလေးထားတယ်ဆိုတာဘယ်လိုဟာကိုပြောတာမြတ်စွာဘုရားကဟောတယ်အတ္တဏံယေဝအဓိပတိကတ္တဝါကိုအလေးထားပြီးတော့အကုသလံပဇေတိကုသလံဘာဝေတိအကုသိုလ်တွေဖယ်ရှားဖို့ကြိုးစားတယ်ကုသိုလ်တွေတိုးတက်လာအောင်ကြိုးစားတယ်ကိုအလေးထားကိုအလေးထားတယ်ဆိုတာဘာလဲအေးငါဟာအခုအမြဲတမ်းတန်ဖိုးရှိတဲ့လူဘဝငါရောက်လာပြီမျက်စိကောင်းနားကောင်းအသိဉာဏ်ရှိတယ်လူဘဝမှာလည်းပဲပြည့်ပြည့်စုံစုံရှိတယ်မြတ်စွာဘုရားသာသနာတော်ကြီးကလည်းထွန်းကားနေတယ်ဘုရားဟောတဲ့တရားတွေတို့သိရှိခွင့်နေရနေတယ်အဲ့ဒါလို့လူလည်းဖြစ်တယ်အသိဉာဏ်လည်းရှိတယ်ဘုရားဟောတဲ့တရားတွေလည်းသိရှိခွင့်ရတယ်ငါမှဒီလောက်အခြေအနေတွေကောင်းနေတာစာဝတ်နေရေးတွေလုံးမပြီးတော့အပျော်ပါးတွေလိုက်နေရုံလိုက်ပြီးတော့ဘဝတစ်ခုကိုဆုံးသတ်မယ်ဆိုရင်ငါ့ဖို့ဘာတန်ဖိုးမှရလိုက်မှာမဟုတ်ဘူး။ဘာဖြစ်လို့တော့ဆိုတော့စာဝတ်နေရေးဆိုတာတိရစ္ဆာန်တွေလည်းလုံးမနာပဲလေသူတို့ဘာဒီလဲသူတို့စားနေကြရတာပဲစားစရာတော့ရှာကြတာပဲ။သူတိုင်းတာလိုက်သူစာဝတ်နေရေးရှာတာဆန်းတဲ့ကိစ္စမဟုတ်ဘူးဘဝတစ်ခုရပ်တည်နိုင်မှုအတွက်ရှာတာအပျော်ပါဆိုတာလူတွေသာရှိတာမဟုတ်တိရစ္ဆာန်တွေမှာလည်းရှိတာအဲ့တော့အပျော်ပါတွေနဲ့စာဝတ်နေလုံးဝမှုတွေဆိုတာတွေနဲ့ဘဝတစ်ခုကိုဆုံးသတ်လိုက်ပဲဆိုရင်ငါမှဘာတန်ဖို့မှရလိုက်မှာမဟုတ်ဘူးအမှန်တန်ဖိုးရှိတဲ့လူဘဝကြီးတစ်ခုလုံးဟာလက်လွတ်ဆုံးရှုံးသွားတော့မှာပဲငါအခုလိုသိဉာဏ်ရှိနေတဲ့ဘဝမှာကိုချင်းသီလကောင်းအောင်ငါကြိုးစားမယ်အနည်းဆုံး၅ပါးသီလလူတွေဆိုရင်၅ပါးသီလငါလုံအောင်ကြိုးစားမယ်ဥပုံနေ့တိုင်း၈ပါးသီလဆောက်တည်မယ်နေ့စဉ်နဲ့ညဒါနကောင်းမှုငါပြုနိုင်အောင်တတိထားမယ်လောကလူတွေကမရှိလို့မဟုတ်ဘူးများသောအားဖြင့်မေ့လို့မလူကြတာမေ့တယ်ဆိုတာဘာကြောင့်မေ့တာလဲဆိုမအားဘူးလေဘယ်သူမေ့ကြည့်လိုက်အားတဲ့လူပဲရှိမှာတော့မအားဘူးလောကိစ္စတွေနဲ့မအားဘူးပဲအဲ့ဒီမအားတဲ့ကြားတဲ့ကနေပြီးတော့ကုသိုလ်လုံးနိုင်တဲ့ပုဂ္ဂိုလ်ကလူထူးလူချောင်းပဲအဲ့ဒါမအားဘူးဆိုတဲ့ထက်ဒါနကောင်းမှုဆိုဒီမှာကိုယ့်မှာနေ့စဉ်ထမင်းချက်တဲ့ထဲကဆွမ်းလေးတစ်စုံတောင်းရည်လောင်းတဲ့ဒါနကောင်းမှုဖြစ်တယ်ဆွမ်းကြွေးကြီးကြွေးမှမဟုတ်ဘူး
မြတ်စွာဘုရားကိုဆွမ်းတော်တင်ရင်ဒါနကောင်းမှုဖြစ်တယ်နောက်ဆုံးမှာတိတမတင်တောင်မှပဲဆရာတော်ကြီးတစ်ပါးလုပ်တယ်လို့ကိုစားတဲ့ထမင်းပွဲကိုမစားခင်ဘုရားလှူပါ၏ခိတ္တခဏဆိုင်ပြီးတော့ဘုရားကိုပူဇော်ထားတယ်ပြီးပြီဆိုမှကိုစားတယ်ပေါ့တချို့ကဆွမ်းတော်ဆွမ်းတာမစားကောင်းဘူးလို့ဘာလို့ပြောတဲ့လူကရှိသေးတယ်နော်ဆွမ်းတော်ဝဲကြတော့မစားဘူးလို့ပြောတယ်ဟိုဘိုးတော်ထမင်းကြံကြတော့လူစားတယ်ဒီလောကလူတွေကတော်တော်ထူးဆန်းတယ်နော်တခါတော့ကြားဘူးတယ်ဘုန်းကြီးတွေထမင်းကြံဘိုးတော်ဘုန်းကြီးတွေထမင်းကြံစားလို့ရှိရင်ဘာဖြစ်မှာတော့တိတ်တိတ်ပေါက်မှာလို့ဘာလို့ဘာမှတော့မပေါက်ဘူးအများကြီးစားရင်ဘိုက်ပေါက်မှာပဲသိချာနော်တိတ်ထိတ်ဆိုအဲ့ဒါနဲ့မဆိုင်ဘူးကိုယ့်ကိုကြက်မှပေါက်